ပုံရဟန်းမင်းတေဆုံးခြင်းနဲ့ဗာတီကန်အရှုပ်တော်ပုံမကြာသေးခင်ကကျွန်တော်တို့အားလုံးစီရောက်ရှိခဲ့တဲ့တဲ့တင်ကတော့ပုံရဟန်းမင်း Francis ကွယ်လွန်ခြင်းဆိုတဲ့တဲ့တင်ပါပဲအကျိုးဆက်ကဘာတွေလဲသူ့ရဲ့တေဆုံးမှုနဲ့တပြိုင်တည်းရှေ့တုန်းက prophet တွေပြောခဲ့တဲ့စကားလိုအပ်ချက်တွေကြောက်လန့်နေခဲ့ကြတဲ့အရာတွေအားလုံးအစပေါ်သလိုပြန်ပေါ်လာတော့တာပါပဲကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့အရေးအယောင်တွေကနေဗာတီကန်မြို့ရိုးတွေရဲ့နောက်ွယ်ကလှုပ်ဝက်အာဏာလူပွဲတွေအထိဒီကမ္ဘာလုံးကမျက်လုံးမျက်စံပြူပြီးစောင့်ကြည့်နေကြတာကတော့တမိုင်းမှာအစမ်းကျယ်ဆုံးလို့ဆိုနိုင်တဲ့အဖွဲ့အစည်းတစ်ခုစီကပါရာစုနှစ်ပေါင်းများစွာကလေးကတည်ရှိခဲ့တဲ့ထုံးတမ်းအစဉ်အလာတွေနဲ့ဒီနေ့ခေတ်ရဲ့လိုအပ်ချက်တွေလာရောက်စုစည်းတဲ့နေရာပေါ့ဗျာအခုပုံရဟန်းမင်းမရှိတော့တဲ့အချိန်မှာနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကကက်သလစ်ချာရဲ့အနာဂတ်ကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်ကဲပုံရဟန်းမင်းတည်ဆုံးပြီးနောက်ပိုင်းဘာအကျိုးဆက်တွေလိုက်လာတဲ့ကျွန်တော်တို့တေချာလေးလေ့လာကြည့်လိုက်ရအောင်ပါနောက်ဆုံးခီးအတွက်ပြင်ဆင်ခြင်းပေါ်ဟမ်းမင်းသစ်မရွေးချယ်ခင်မှာပေါ်ဟမ်းမင်းဖရန့်စစ်အတွက်ရှေ့အစဉ်လာတဲ့အညီအသေးစိတ်ကြပြီးအတိပ္ပယ်လေးနဲ့မြုပ်နှံခြင်းဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုပြုလုပ်ကြပါပါတယ်ပထမအဆုံးသူ့ရဲ့ရုပ်လောင်းကိုတန့်စင်ပြီးမြင့်မြတ်တဲ့ဝိယုံတော်ကိုဝစ်စုံပြည့်ဝစ်စင်ပေးရပါတယ်။ပြီးရင်ခေါင်းတလား၃လုံးနဲ့ထည့်သွင်းပါတယ်။ပထမတစ်ခုကရိုးရိုးတမန်တစ်သားခေါင်းတလားတစ်လုံးပါပဲ။အဲ့ဒီမှာအလောင်းကိုထည့်ပါတယ်။ပြီးရင်တော့အဲ့ဒါကိုကာကွယ်ဖို့အတွက်ခဲသားခေါင်းတလားတွေထည့်ပြီးအဲ့ဒီခဲသားခေါင်းတလားကိုနောက်ဆုံးမှာထာဝရအသက်နဲ့ချက်ရဲ့ဂုံတိခါကိုထိမ့်သိမ်းခြင်းကိုကိုစားပြုတဲ့ Arresta ခေါင်းတလားထဲမှာထည့်သွင်းပိတ်သိမ်းလိုက်ပါတယ်။အဲ့ဒီရှေးဟောင်းထုံးတမ်းကနေဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အစီအစဉ်တိုင်းမဖြစ်ပဲသွေးဖယ်သွားတာကိုတော့ရိုးရာတလေးကိုကိုးဝယ်သူတွေကနမိတ်မကောင်းဘူးလို့ယူဆကြပါတယ်။ချက်ဆောင်အာယုံလွဲနေပြီဆိုတဲ့လက်နက်ခဏလို့သူတို့ကယူဆကြတာပါဒါတွေဟာရိုးရာဓလေ့ထုံးစံနေမဟုတ်ပါဘူးပေါ်ဟမ်းမင်းရဲ့ဝိညာဉ်နဲ့ကက်သလစ်အဖွဲ့အစည်းရဲ့အနာဂတ်အတွက်ကာကွယ်တဲ့လှုပ်ဆောင်မှုတွေလို့သူတို့ကယုံကြည်ကြတာပါဟောကိန်းတွေပြန်ထွက်လာခြင်းအခုလူတွေအများဆုံးပြောနေကြတဲ့ဟောကိန်းတစ်ခုက12ရာစုကအိုင်ယာလန်ဂိုင်းချုပ်စိုက်မာလာချီရဲ့ဟောကိန်းပါပဲသူကသူခေတ်ကနေစပြီးကဘာကြီးပြည့်တဲ့အထိပေါ်ဟမ်းမင်းအားလုံးကိုကြိုမြင်ခဲ့တယ်လို့ဆိုခဲ့သူပါသူဟောကိန်းကိုအထိပ္ပယ်ဖွင့်ထားတာတွေအရပေါ်ဟမ်းမင်းဖရန့်စစ်ဟာရောမာသားပေတရုတဲ့ရောမမြို့ကြီးမပြည့်စည်ခင်နဲ့ဖျားသခင်ရဲ့အပြစ်ပေးခြင်းမဆခင်ကာလရဲ့နောက်ဆုံးပုံရဟန်းမင်းလို့ဆိုပါတယ်။အရင်ကတော့ပညာရှင်တွေဟာဒီစင်းဟာအတူအယောင်ဖိလုံးတက်တက်လို့ပဲသတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့အခုကဘာကြီးကလည်းနိုင်ငံရေးအခြေအနေအရတည်ငြိမ်မှုမရှိရာသီဥတုကလည်းထူးထူးဆန်းဆန်းနေဖောက်ပြားနေတဲ့အပြင်ပုံရဟန်းမင်းဖရန့်စစ်လည်းကွယ်လွန်သွားတော့ဟော့ကင်းကပြောတဲ့အတိုင်းတော်တော်လေးတိုက်ဆိုင်နေတယ်လို့လူတွေကယူဆလာကြပါတယ်။ဒါတွေမကသေးပါဘူး။နာမည်ကြီးပြင်သစ်ကဟောပြောသူ Nostra ဓမိတ်ကနမိတ်ကလည်းဘယ်ကမှမသိပြန်ပေါ်လာခဲ့ပါတယ်။ရောမမှာဆိုရတဲ့အဖြစ်အပျက်တွေဖြစ်မယ်လူတွေအများကြီးဆုံးရှုံးမယ်ဆိုတဲ့သူ့ရဲ့မရေရာတဲ့စာသားတွေကိုအခုဗာတီကန်ပြိုလဲတော့မယ်ဆိုတဲ့လှုပ်ဝက်ကုတ်တွေအဖြစ်ပြန်ပြီးအတိတ်ပဲဖွင့်နေကြတာပါတယောက်ကရောမသားပေတူးနဲ့ခိုင်းနိုင်တယ်တယောက်ကရောမမြို့ကြီးနဲ့နှိုင်းနေအဲ့ဒီသဘောပေါ့ဒါဟာတကယ်ပဲတိုက်ဆိုင်မှုတက်တက်လားဒါမှမဟုတ်တခုခုများထူးဆန်းနေသလားဆိုတာစဉ်းစားစရာပါငွေကြေးကွန်ရက်နဲ့လှုပ်ဝက်ကိစ္စများဘာသာရေးယူဆတဲ့အပြင်နောက်ထပ်အရေးပါတဲ့အင်အားတစ်ခုကတော့ငွေကြေးပါဗာတီကန်ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးဘာသာရေးအဖွဲ့အစည်းတွေကတစ်ခုဖြစ်ပြီးကမ္ဘာအနှံ့ပြားမှာရှိတဲ့အိမ်ချမ်းမြေတွေဗန်လုပ်ငန်းတွေနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေမှာဘီလီယံနဲ့ချီတဲ့ငွေကြေးတွေရှိနေတဲ့ဖွဲ့စည်းပါခေါင်းဆောင်ပိုင်းကအုပ်ချုပ်မှုခိတ္တရက်ဆိုင်နေတဲ့အချိန်မှာဒီလိုအချိန်ကိုကြားချောင်းချောင်းနေတဲ့နောက်ွယ်ကလက်မဲကြီးတွေကလည်းမတမာတဲ့ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့အရင်ကချက်ပို့ပြီးလွယ်ကူသွားနိုင်ပါတယ်ဗာတီကန်ဘန်ဆိုတာကလည်းငွေကြေးခွာချမှုတွေလှုပ်ဝက်စင်းနေတဲ့ထူးဆန်းတဲ့တေဆုံးမှုတွေအထိရာဇဝင်ရှည်လျားတဲ့အရှုပ်တော်ပုံတွေရှိခဲ့သူဘူးသူပါဒီလိုအခုပြောင်းကာလမှာစာရက်စာတမ်းတွေကိုဖျောက်ပစ်လိုက်နိုင်ပါတယ်ပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းနိုင်ပါတယ်နောက်ပေါ်ဟမ်းမင်းတဲ့မတက်လာခင်အချိန်လေးမှာအရှုပ်တော်ပုံတွေအားလုံးကိုပြပြဖုံးကွယ်လိုက်နိုင်ပါတယ်တကားပိတ်အာဏာလူပွဲတွေပေါ်ဟမ်းမင်းတပားကွယ်လွန်သွားပြီဆိုရင်ဗာတီကန်ဟာစီဗကန်တီလို့ခေါ်တဲ့ထူးခြားတဲ့အချိန်ကိုရောက်သွားပါတယ်ပေါ်ဟမ်းမင်းရဲ့ယာတို့လက်လက်နေခြင်းလို့အတိတ်ပဲရတဲ့အဲ့အချိန်မှာပေါ်ဟမ်းမင်းနဲ့ဆက်နွယ်နေတဲ့ထိပ်ပိုင်းယာတို့တွေအားလုံးချက်ချင်းလစ်လက်သွားပါတယ်နိုင်ငံတော်အတွင်းဝင်အဓိကဌာနတွေရဲ့အကြီးအကဲတွေဗာတီကန်ရဲ့တန်တမန်ရေးရာမှာအရေးပါတဲ့သူတွေအားလုံးရဲ့လုပ်ပိုင်ခွင့်တွေရပ်ဆိုင်းသွားပါတယ်။ကာမယ်လင်းကိုလို့ခေါ်တဲ့အဓိကပုဂ္ဂိုလ်အနေငယ်ပဲဆက်ပြီးတာဝန်ထမ်းဆောင်ကြပါတယ်။သူတို့ရဲ့တာဝန်ကတော့နေ့စဉ်လုပ်ငန်းကိစ္စတွေကိုစီမံခန့်ခွဲဖို့ပေါ်ဟမ်းမင်းရဲ့အခန်းတွေကိုကာကွယ်ဖို့ဇာပနာကိုစီစဉ်ဖို့နဲ့နောက်ထပ်ပေါ်ဟမ်းမင်းကိုလှုပ်ဝက်စွာရွေးချယ်မဲ့ကွန်ကရစ်အစည်းအဝေးကိုပြင်ဆင်ဖို့ပါပဲ။အပြင်မှာတော့အားလုံးငြင်းငြင်းချမ်းချမ်းရှိနေပုံရပေမဲ့ဗာတီကန်မျိုးရိုးတွေရဲ့နောက်မှာတော့အပြင်းထန်ညှိနှိုင်းတိုင်ပင်မှုတွေဖြစ်ပေါ်နေပါတယ်။ချက်ထဲမှာရှိတဲ့တင်းကွဲအုပ်စုတွေရှေးဦးဆွဲသမားတွေနဲ့တိုးတက်ပြောင်းလဲလိုသူတွေကသူတို့လိုချင်တဲ့သူကိုရွေးချယ်ခံရအောင်အခုကတည်းကကြိုးပမ်းနေကြပါပြီ။ဒါကနန်းတွင်းအာဏာလူပွဲတွေနဲ့အလားတန်တူပါတယ်။အနက်ရောင်ပွေဟမ်းမင်းနဲ့ဂျေဇုအစ်အဖွဲ့ရဲ့လွှမ်းမိုးမှုဒီလိုလက်ခဲတဲတဲ့အချိန်မျိုးမှာအများအားထွက်ပေါ်လာတဲ့နာမည်တစ်ခုကတော့အနက်ရောင်ပွေဟမ်းမင်းဆိုတာပါပဲ။ဒါဟာဂျေဇုအစ်အဖွဲ့ရဲ့အထွေထွေအကြီးအကဲကိုပေးထားတဲ့ပွဲနာမည်တစ်ခုပါ။ကွန်ကလစ်မှာတရားဝင်ပါဝင်သူမဟုတ်ပေမဲ့ဂျေဇုအစ်အဖွဲ့ရဲ့အကြီးအကဲဟာနောက်ွယ်ကနေအင်မတန်ကြီးမားတဲ့လွှမ်းမိုးမှုကိုချုပ်ကင်ထားနိုင်သူပါ။ပေါ်ဟမ်းမင်းဖရန့်စစ်ကိုယ်တိုင်ကလည်းပထမဆုံးဂျေဇုအစ်အဖွဲ့ဝင်ပေါ်ဟမ်းမင်းဖြစ်တာကြောင့်အခုချိန်မှာတော်တော်များများကဂျေဇုအစ်အဖွဲ့ကနောက်တစ်ယောက်ကိုထပ်ပြီးတင်မြောက်နိုင်မလားလို့ခန့်မှန်းနေကြပါတယ်။လောဝက် theory သမားတွေအတွက်တော့ဒါဟာချက်ကိုဘယ်ဥတီနေမှမသိရတဲ့ရွေချက်တစ်ခုစီဥတီနေတဲ့လှုပ်ဝက်အင်အားစုတစ်ခုကထိန်းချုပ်နေတယ်ဆိုတဲ့အကြောင်းရင်းမှုကိုတိုးပွားလာစေပါတဲ့
ကွန်ကလစ်နဲ့ကမ္ဘာလုံးဆိုင်ရာအရေးပါမှုဒီကမ္ဘာလုံးကကာဒီနယ်တွေစုဝေးလာတဲ့အခါအခြေအနေကရန်ကုန်တင်မာနေပါပြီ။နောက်ထပ်ပေါ်ယမ်းမင်းကိုရွေးချယ်တာကကက်သလစ်ချက်ရဲ့လမ်းကြောင်းကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပုံဖော်ပေးသွားနိုင်ပါတယ်။ချက်စာသူ့ရဲ့ရှေးဦးဆွဲအခြေခံစီကိုပြန်လှည့်သွားမလားဒါမှမဟုတ်ပေါ်ယမ်းမင်းဖရန့်စစ်စတင်ခဲ့တဲ့တိုးတက်ပြောင်းလဲရေးရဲ့အမွေကိုဆက်ခံသွားမလားဆိုတာစောင့်ကြည့်ရမှာပါ။ဒါကလည်းကက်သလစ်အင်အားကြီးနှစ်ခုကြားကပြိုင်ဆိုင်မှုစစ်ပွဲကိုမိမြိုက်ပေးလိုက်တာနဲ့တူပါတယ်။ဒါဟာအတွင်းနိုင်ငံရေးကိစ္စတသက်တော့မဟုတ်ပါဘူး။ဒီကမ္ဘာလုံးကစောင့်ကြည့်နေကြတဲ့ကမ္ဘာလုံးဆိုင်ရာအရေးတစ်ခုလည်းဖြစ်ပါတယ်။ဘရာဇီးဖိလစ်ပိုင်မက္ကဆီကိုနဲ့အီတလီတို့ကက်သလစ်ဘာသာဝင်အများပြားရှိတဲ့နိုင်ငံတွေကသူတို့ရဲ့နိုင်ငံရေးနဲ့လူမှုရေးအစီအစဉ်တွေနဲ့ကိုင်းညီတဲ့ပေါ်ယမ်းမင်းတစ်ပါးကိုရဖို့တိတိကျကျလှုပ်ရှားနေကြပါတယ်။ပေါ်ယမ်းမင်းတဲ့ဟာတန်တမန်ဆက်ဆံရေးကနေကမ္ဘာလုံးဆိုင်ရာဘာသာရေးဆိုင်ရာပြောဆိုမှုတွေရဲ့အနေအထားအထိအရာအလုံးကိုလွှမ်းမိုးနိုင်တယ်ဆိုတဲ့အချက်ကအသိအရေးပါတာကို Freemason အဖွဲ့နဲ့လှုပ်ဝက်အဖွဲ့များပေါ်ယမ်းမင်းရဲ့ယာတို့လစ်လက်သွားတိုင်းချက်သေးကိုလှုပ်ဝက်အဖွဲ့အစည်းတွေစိတ်ဝင်နေတဲ့ဆိုတဲ့သတင်းကပြန်ထွက်လာတတ်ပါတယ်။ကက်သလစ်ချက်ကတရားဝင်ပိတ်ပင်ထားတဲ့ Freemason အဖွဲ့ဟာဗာတီကန်အတွင်းမှာလှုပ်ဝက်တဲ့လွှမ်းမိုးမှုတွေရှိနေသေးတယ်လို့တချို့ကယုံကြည်နေကြပါတယ်။ကာဒီနယ်တချို့ဟာ Freemason အဖွဲ့ရဲ့စံနှုန်းတွေကိုတိတိကျကျလိုက်နာပြီးအာဏာရဖို့အခွင့်အရေးကိုစောင့်နေကြတယ်ဆိုတဲ့ဒီလိုတန်တွေလည်းကြားနေရစေပါ။ကွန်ကရစ်ကာလာအတွင်းမှာ System Chapel ရဲ့အပြင်ဘက်မှာဘယ်သူမှဘာဖြစ်နေလဲမသိနိုင်ပါဘူး။ကင်မရာလည်းမရှိဘူး။မိုက်ခရိုဖုန်းတွေလည်းမရှိဘူး။ရာစုနှစ်ပေါင်းများစွာတန်းရှိတဲ့ထုံးတမ်းအစဉ်လာတွေတိတ်ဆိတ်မှုတွေနဲ့မိခိုးတွေပဲရှိနေခဲ့ပါတယ်။ဒီလိုလောက်ဝက်ထားတာဟာမြင့်မြတ်တဲ့ရိုးရာဓလေ့တစ်ခုလားဒါမှမဟုတ်မြင်နိုင်တဲ့အင်အားစုတွေက chat ကိုသူတို့ရဲ့ရီမန်းချက်စီဥတီဖို့အတွက်အကောင်းဆုံးဖုံးကွယ်ထားတာလား။ပေါ်ယမ်းမင်းတစ်ပါးကွယ်လွန်ခြင်းဟာဝိညာဉ်ရေးခေါင်းဆောင်တူဆုံးရှုံးရုံနဲ့မဟုတ်ဘူး။ကမ္ဘာမှာတန်းအရင်ဆုံးနဲ့အင်အားကြီးဆုံးဘာသာရေးအဖွဲ့အစည်းဟာနိုင်ငံရေးအရာရောငွေကြေးအရာရောဝိညာဉ်ရေးအရာပါအားနည်းသွားတဲ့ခိုက်တန်တစ်ခုလည်းဖြစ်ပါတယ်။တရင်အမျိုးမျိုးတွေအုပ်စုကွဲပြားမှုတွေနဲ့ရှီဟောဟောကိန်းတွေပြန့်နှံ့နေတဲ့ဒီအချိန်မှာနောက်ထပ်ဘသူကအဖြူအောင်ဝိယုံကိုဆင်မြဲနေမလဲသူနောက်မှာဘယ်လိုလိုအပ်ချက်တွေပေါ်လာမလဲဒါမှမဟုတ်ပျောက်ကွယ်သွားမလားဆိုတာကိုစောင့်ကြည့်ရတော့မှာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ